ကဲနောက်တစ်ခါဝိပဿနာရှုရမယ့်အချင်းရာတစ်ခုကဘာတော့နံပါတ်4ပေါ့ဝိပဿနာရှုပွဲတော40တဲ့ကဒါနံပါတ်4ဘယ်လိုမြင်ရမလဲလူတွေရဲ့တဏ္ဍာမှာတစ်ခါဖူးယောင်ပြီးတော့ဘဒူနာတို့လို့ပေါ့အပေါက်တွေနဲ့ပြည်တဆက်ဆက်နဲ့ပြည်တွေထွက်နေတဲ့ရိုးနေတဲ့အနပဆုတ်ကြောလုံးပုတ်ဆိုတဲ့ယောဂမျိုးပေါ့ခန္ဓာကိုယ်ပေါ်မှာဖူးယောင်ပြီးတော့ပြည်တစိုးနဲ့အမြစ်တွေနဲ့တွေ့တဲ့ယောဂမျိုးအဲ့ဒါမျိုးကိုအိုင်းအမာလို့ခေါ်တယ်အဲ့ဒီအိုင်းအမာကြီးနဲ့ခန္ဓာ၅ပါးဟာတူတယ်လို့ရှုမြင်သုံးသပ်တာအဲ့ဒီအမာကြီးဟာခန္ဓာလို့ခေါ်တဲ့အလုံးပေါ်လာပြီးထိုအလုံးတွေကပြည်တစိုးနဲ့ရိုးထွက်လာတဲ့ဒီခန္ဓာလို့ဆိုတဲ့အိုင်းအမာယောဂကြီးကအတ္တမယွန်စရာကောင်းတယ်ယွန်စရာကောင်းတယ်အိုင်းအမာကြီးရဲ့အနေထားကိုကြည့်မယ်ဆိုလို့ရှိရင်ဘာတော့ဆိုရင်ဒုက္ခတာသူလယောဂိတာယဒီအိုင်းမာကြီးရှိနေသည့်အတွက်ကြောင့်ပတ်ဝန်းကျင်မှာနားနေတယ်အနာကြီးပေါက်နေလို့ရှိရင်ဆင်းရဲနေတာလူမှာနော်ဟိုနာနာဒီနာနာနဲ့အနာနာပတ်ဝန်းကျင်အထိမခံထိလိုက်တာနဲ့သွေးတွေထွက်လာအထိမခံဘူးအဲ့ဒါလို့အနာကြီးပေါက်လာလို့ရှိရင် तू ကပထမအခြေအနေတစ်ခုကဘာတော့ဆိုရင်ဆင်းရဲဒုက္ခဆိုတဲ့ညောင်ကြီးစူးနေတယ်လို့ပဲအမြဲတမ်းနားနေတယ်အနာပေါက်ဘူးတဲ့ပုဂ္ဂိုလ်တွေသိလိမ့်မယ်ခန္ဓာကိုယ်မှာအမြဲတမ်းနားနေမယ်